ပြေတဲ့အတချောင်းရင်ထမဆုံးဇာထိုးရမှာကချိန်သူ့ကိုတင်ငင်းနာနေနဲ့ CH ဒီလိုဟာလေးတွေနဲ့လည်းပတ်တံမှာတွေ့ရတယ်သူဖွန်မီလို့ခေါ်ဖွန်မီဇာထိုးရမယ်ဆိုရင်ပထမဆုံးကြိုးစားယူမယ်ဒီမှာအနေကြိုးစားကိုသူများလို့ထိတ်လေးမှာအသားလေးထုံလိုက်မယ်ထိတ်လေးမှာအသားလေးထုံလိုက်မယ်ထုံပြီးတော့ခွင်းကအရင်လည်းမကြည့်အောင်အရင်လည်းမကြည့်အောင်အနေတော့ထိုးလို့ရတဲ့အနေဒါမှရှိမယ်ပြီးရင်ဒီလိုကင်ထားမယ်ပေါ့နော်အလက်ကဒီတစ်ဖက်ကိုတိန်ထားမယ်တစ်ဖက်ကဒီလိုကင်ထားမယ်ကင်ဝိုင်းကျိုးကိုထိတ်ခေါင်းဒီလိုယူလိုက်တာကျိုးစားလို့အသားလေးဆွဲမယ်ခွင်းနေရထုံမယ်ခေါင်းလေးပြန်မောလိုက်မယ်ဒီကျိုးစားကိုဒီလိုအောက်ကနေခွင်းရစ်ပြီးတော့အသားလေးကျိုးစားယူလာမယ်ပြီးရင်ခေါင်းလေးပြန်မောလိုက်မယ်ပြီးရင်ကျိုးစားကိုတယောက်ကနေဒီလိုလိမ်ပြီးယူလာမယ်ခေါင်းလေးပြန်မောလိုက်မယ်ဒီလိုလိမ်ပြီးယူလာမယ်ခေါင်းလေးပြန်မောလိုက်မယ်အောက်ကနေလိုလိမ်ပြီးတော့အသားလေးလေးယူမယ်ခေါင်းလေးပြန်မောလိုက်မယ်ဒါလေးလိမ်ပြီးယူမယ်ခေါင်းလေးပြန်မောလိုက်အဲ့လိုပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးနေအောင်ထိုးသွားပေးရမယ်ဘယ်ဟာထိုးဖို့ပဲပြည်စီထိုးလို့ချိန်ကနေစတာတော့များတယ်ပေါ့နော်အဲ့တော့ချိန်လေးကိုညီအောင်ညီဆုံးကျင်းပြီးတော့မှနောက်တစ်ဆင့်တက်လို့ရမယ်သူက single crochet သူ့ကို SC လို့လည်းခေါ်တယ်ပေါ့နော်တင်ငေတာနေနဲ့တွေ့ရတယ်အတိုင်းတူပတ်တံမှာဆိုရင်ဒီလိုလေးသွားတယ်ပေါ့နော်ဒီလိုပုံစံမျိုးလေး plus လေးတွေ h လေးနဲ့တွေ့ရတယ် single crochet ကိုစထိုးရမယ်ဆိုရင်အရင်ဆုံးဖွန်မီထိုးထားရတယ်ဖွန်မီထိုးထားပြီးသားကို sorry အရင်ဆုံးဖွန်မီ10ခုထိုးထားတယ်ပေါ့နော်ဒီမှာဖွန်မီ10ခုထိုးထားတယ်ဖွန်မီ10ခုထိုးထားရဆိုရင်ကိုထိုးထားတဲ့ဖွန်မီရေကိုအရင်မှတ်ထားနော်ဒုတိယမြောက်ဖွန်မီအပေါက်ဒုတိယမြောက်ဖွန်မီအပေါက်ကနေပြီးတော့အလေးကိုထိုးထည့်လိုက်တယ်ကြည်စားလေးကိုအသားလေးဆွဲထုံမယ်နှခွင်းပြသွားရင်အဲ့ဒီကနေပြီးတော့ကြိုးစားကိုအသားလေးဆွဲထုတ်လိုက်မယ်ဒီပုံစံလေးနောက်တစ်ပတ်ကိုထပ်သွားမယ်နောက်တစ်ပတ်တော့အထိုးထည့်လိုက်တယ်ကြိုးစားလေးကိုအသားလေးဆွဲထုတ်တယ်နှခွင်းပြသွားပြီနော်အဲ့ဒီကိုပြီးရင်မျိုးလေးသားလေးဆွဲထုတ်လိုက်တယ်โอเคနောက်တစ်ပတ်သွားမယ်နောက်တစ်ပတ်ထိုးထည့်တယ်ဆက်ထုတ်လိုက်တယ်သွားမယ်အဲ့လိုမျိုးပဲအဆုံးတိရအောင်ထိုးမယ်ပေါက်တွေထိုးလိုက်တယ်ကြိုးစားဆွဲထုတ်မယ်နှကွင်းရမယ်နှကွင်းကြားတွေကထုတ်တယ်โอเคအဲ့လိုမျိုးအဆုံးတိရသွားအောင်အရင်ထိုးပေးမယ်10ကွင်းဆိုတော့ဒုတိယတစ်ခုကနေစခဲ့တယ်ဒုတိယတစ်ခုကနေစခဲ့တဲ့အတွက်ဒီဘက်ကနေပြီးတော့တိုင်တိုးထိုးရတာက9တိုင်ရှိမယ်တိုင်တိုးထိုးရတာ9တိုင်ရှိမယ်โอเคတိုင်တိုးထိုးရတာ9တိုင်ရှိမယ်ဒါပေမဲ့တိုင်တိုဖြစ်တဲ့အတွက်သူကဒီဘက်မှာဖွန်မီတစ်ခုစာနေရယူထားတယ်ဖွန်မီတစ်ခုစာနေရယူထားတဲ့နေရာကိုပါတိုင်တိုတစ်ကိုင်လို့ထည့်ထွက်ရမယ်အဲ့ဒီအတွက်ဒီမှာဖွန်မီ10ခုထိုးရတယ်ဆိုရင်တိုင်တို10ခုရှိရလို့မှတ်ရမယ်အဲ့တော့အပေါ်တက်နည်းကိုပြောမယ်အပေါ်တက်မယ်ဆိုရင်ဖွန်မီတစ်ခုခြံထားတာတိုင်တိုဖြစ်တဲ့အတွက်အပေါ်တက်တော့မယ်ဆိုရင်ဖွန်မီတစ်ခုထပ်ကျစ်လိုက်တယ်ထပ်ကျစ်ပြီးတော့ဒီဟာလေးကိုဒီလိုတစ်ပတ်လှန်လိုက်မယ်တစ်ဖက်လှန်မယ်လှန်ပြီးတော့ဒီအပေါင်းနဲ့တဲ့တဲ့တိုင်မဟုတ်ဘဲနဲ့ဘေးတိုင်ပေါ့နော်ဒီတဲ့အောက်ချင်းမဟုတ်ဘဲနဲ့ဘေးကနေပြီးတော့ပေါက်ထဲကိုထိုးထည့်လိုက်ပေါက်ထဲထိုးထည့်တဲ့ခါကျရင်အမြဲတမ်းလူတွေကြံတက်တာကဒီမှာတစ်ကွင်း sorry တစ်ခုနှစ်ခုရှိရနော်အဲ့နှစ်ခုလုံးအောက်ထဲကနေတစ်ခါလေးဖြစ်မယ်နော်တချို့ဆိုချော်ပြီးတော့ကွာ line ပေါ်ထိုးသလိုဖြစ်သွား line မပေါ်ဘူးနှစ်ခုကြားနေအပေါက်ထဲကိုဒဲတာထိုးထည့်လိုက်ပြီးတော့ကြိုးစားကိုဆွဲထုတ်မယ်ဆွဲထုတ်ပြီးရင်ဒီလိုမျိုးလေးထုတ်မယ်ဝင်နောက်တစ်ပေါက်ထဲထိုးထည့်လိုက်တယ်နှစ်ခုကြားပဲနော် line မပေါ်ဘူးအဲ့လို line ပေါ်တဲ့ပုံစံဖြစ်သွားမှာဆိုတော့ခိုင်ထုံမှာဘာအဲ့လိုမျိုးထိုးလိုက်တဲ့အခါကျတော့ line ပေါ်ဆိုမျိုးဖြစ်တဲ့အတွက်ဒီမျိုးလေးအပိတ်လေးရတယ်ပေါ့နော် line ပေါ်တဲ့ဟာကနောက်မှတစ်ခုတက်ထပ်ပြပြီးမှာအဲ့တော့ပေါက်ထဲကိုထိုးထည့်မယ်အဲ့တော့ထိတ်တိရအောင်ထိုးသွားမယ်ကဲထိတ်တိရောက်ပြီဆိုရင်ထိတ်တိဒီနေရာမှာထိုးကြနေအပေါက်မရှိတော့အပေါက်မရှိပေမဲ့ဖွန်မီတစ်ခုစာနေရာခြံထားတဲ့အတွက်အဲ့ဖွန်မီတစ်ခုစာနေရာလေးတွေကိုထိုးထည့်လိုက်တယ်ထိုးထည့်လိုက်ပြီးတော့တိုင်တိုးတစ်ထိုင်ထောင်လိုက်မယ်ဒါဆိုရင်ဒီမှာတိုင်တိုး10တိုင်အပေါ်မှာထပ်ရှိသွားပြီဘာလို့ဆိုတော့ဒီကနေပြီးတော့1 2 3 4 5 6 9 10 9ဒီမှာဖွန်မီတစ်ခုစာနေရာတိုင်လို့10တိုင်အဲ့လိုပဲနောက်ထပ်အပေါ်တစ်ခုတက်မယ်ဆိုရင်ဖွန်မီတစ်ခုကျစ်မယ်ဒီဘက်ကိုဒီလိုပြန်လာမယ်ဒီဖွန်မီတစ်ခုစာခြံထားတဲ့နေရာမှာလည်းတိုင်တိုးတစ်တိုင်ထိုးမယ်တပည့်ကိုချက် DC တို့တိုင်ရှိလို့လည်းခေါ်တယ်ဒါမှမဟုတ်တတိုင်းရေးတိုင်ရှိလို့လည်းခေါ်တယ်သူတင်ငေတာဒီလိုမျိုးလေးတွေတွေ့ရမယ် DC ထိုးဖို့တော့ဆိုရင်လည်းအရင်ဆုံးဖွန်မီချက်ထားမယ်ပေါ့နော်ဖွန်မီချက်ပြီးရင် DC ကြတော့3ပေါက်မြောက်ကနေစမယ်3ပေါက်မြောက်ခန့်နေစမယ်3ပေါက်မြောက်ကိုမှတ်ထားမယ်နော်ပြီးရင်အမှာဒီလိုမျိုးလေးတတိုင်းရေးလိုက်မယ်တတိုင်းရေးပြီးသွားရင်အပေါက်ထဲကိုအလီကိုထိုးထည့်လိုက်မယ်ထိုးထည့်ပြီးရင်ကြိုးစားလေးကိုဆွတ်ထုတ်မယ်ဒါဆိုရင်ရှေ့ကတိုင်တိုးနဲ့မတူဘဲနဲ့ခွင်းထဲမှာ3ခွင်းရှိတယ်
3ခွင်းဆိုပေမဲ့သူ့ကိုထုတ်ရင်2ကွင်းနဲ့ကနေတစ်ခါထုတ်မယ်နောက်ထပ်2ကွင်းနဲ့ကနေတစ်ခါထုတ်မယ်တတိုင်းရေးတိုင်ရှိဖြစ်တဲ့အတွက်ပေါ့နော်တတိုင်းရေးတိုင်ရှိသူ့တိုင်ရှိလို့ခေါ်ဖြစ်တဲ့အတွက်တတိုင်းရေးတိုင်ရှိတို့တတိုင်းရေးလိုက်မယ်ရေးပြီးတော့အပေါက်တွေကိုထိုးထည့်မယ်ကျိုးစားလေးကိုဆွတ်ထုတ်မယ်3ခွင်းဖြစ်သွားပြီ2ခွင်းကြားရတဲ့ခါထုတ်မယ်2ခွင်းကြားရတဲ့ခါထုတ်မယ်ကျိုးစားလေးကိုရေးလိုက်မယ်တိုင်မှာပြီးရင်အပေါက်တွေကနေပြီးကျိုးစားကိုဆွတ်ထုတ်မယ်နောက်ပြထားပြီး2ခွင်းကြားတဲ့တစ်ခါထုတ်မယ်2ခွင်းကြားတဲ့တစ်ခါထုတ်မယ်လိုမျိုးအစုံတီးဖြစ်အောင်ထိုးသွားပေးမယ်ဆုံးအထိရောက်သွားပြီဆိုရင်ခုနကဖွန်မီ10ကိုကြက်ထားတယ်ဒီမှာတိုင်ရှိရောက်တိုင်ရှိဆိုရင်9တိုင်ရှိရမယ်သူက2ခုကိုကျော်သွားတဲ့အတွက်ပေါ့နော်1 2 3 4 5 6 8ခုဒီမှာဖွန်မီ2ခုထားချန်ထားတဲ့နေရာကိုလည်းတစ်တိုင်မှတ်မယ်9တိုင်ပေါ့နော်9တိုင်ပြီးရင်အပေါ်တက်မှာဆိုတော့ဖွန်မီ2ခုထပ်ကျင်မယ်ပြီးရင်ဒီဘက်ကိုညှောင်းလိုက်မယ်လာမင်းတို့ကဒီအောက်တက်ရဲ့အပေါက်ကိုမထိုးဘူးသူ့ဘေးကအပေါက်မှာရစ်ပြီးတော့တိုင်ရှိလေးထပ်ထောင်မယ်အဆုံးတိထောင်မယ်နော်သုံးတိတိုင်ရှိလေးထောင်ရမယ်အဆုံးထိရောက်သွားပြီဆိုရင်ဒီဖွန်မင်း2ခုကျက်ထားတဲ့နေရာမှာလေတိုင်ရှိသမက်ဖြစ်တဲ့အတွက်ဒီထိပ်ပိုင်းလေးဒီစားလေးကိုယူမယ်ယူပြီးအိတ်ပေါက်ထဲနဲ့ကြိုးစားလေးစစ်ထုတ်လိုက်တယ်ဆက်ထုတ်ပြီးတိုင်ရှိတစ်တိုင်ထောင်မယ်ဒါဆိုဒီပေါ်မှာလည်း9တိုင်ရှိမယ်9တိုင်ရှိမယ်အပေါ်ဆက်တက်မယ်ဆိုရင်အမြဲတမ်း9တိုင်ပြည့်မပြည့်ရည်သွားမယ်အဲ့ဒါမှထောင်တက်တက်လေးတက်မယ်ပေါ့နော်မဟုတ်ဘဲနဲ့9တိုင်10တိုင်ဖြစ်လိုက်10တိုင်ဖြစ်လိုက်ဆိုရင်လုံးဝမနီးဘဲနဲ့ရွေ့ရွေ့ဖြစ်မယ်အဲ့ဒါကြောင့်မို့ကိုဖွန်ပြီးဘယ်နှခုစချစ်ခဲ့တယ်တိုင်ချီအောက်ချီမှာဘယ်နှတိုင်ရှိတယ်ဆိုတာကိုအမြဲတမ်းရည်သွားပြီးတော့ပေါ့နော်မှတ်မှတ်သွားပြီးတော့ပဲအပေါ်တန်းရောက်တိုင်းရည်သွားပေးရမယ်တပည့်ကိုချက် DC တို့တိုင်ရှိလို့လည်းခေါ်တယ်ဒါမှမဟုတ်တတိုင်းရေးတိုင်ရှိလို့လည်းခေါ်တယ်သူတင်ကြီးတာဒီလိုမျိုးလေးတွေတွေ့ရမယ် DC ထိုးဖို့တော့ဆိုရင်လည်းအရင်ဆုံးဖွန်မီချက်ထားမယ်ပေါ့နော်ဖွန်မီချက်ပြီးရင် DC ကြတော့3ပေါက်မြောက်ကနေစမယ်3ပေါက်မြောက်ခန့်နေစမယ်3ပေါက်မြောက်ကိုမှတ်ထားမယ်နော်ပြီးရင်အမှားဒီလိုမျိုးလေးတတိုင်းရေးလိုက်မယ်တတိုင်းရေးပြီးသွားရင်အပေါက်ထဲကိုအလေးကိုထိုးထည့်လိုက်မယ်ထိုးထည့်ပြီးရင်ကြိုးစားလေးကိုဆွတ်ထုတ်မယ်ဒါဆိုရင်ရှေ့ကတိုင်တုံးနဲ့မတူဘဲနဲ့ခွင်းထဲမှာ3ခွင်းရှိတယ်3ခွင်းဆိုပေမဲ့သူ့ကိုထုတ်ရင်2ကွင်းနဲ့ကနေတစ်ခါထုတ်မယ်နောက်ထပ်2ကွင်းနဲ့ကနေတစ်ခါထုတ်မယ်တတိုင်းရေးတိုင်ရှိဖြစ်တဲ့အတွက်ပေါ့နော်တတိုင်းရေးတိုင်ရှိသူ့တိုင်ရှိလို့ခေါ်ဖြစ်တဲ့အတွက်တတိုင်းရေးတိုင်ရှိတို့တတိုင်းရေးလိုက်မယ်ရေးပြီးတော့အပေါက်ထဲကိုထိုးထည့်မယ်ကျိုးစားလေးကိုဆွတ်ထုတ်မယ်3ခွင်းဖြစ်သွားပြီ2ခွင်းကြားရတဲ့ခါထုတ်မယ်2ခွင်းကြားရတဲ့ခါထုတ်မယ်ကျိုးစားလေးကိုရေးလိုက်မယ်တိုင်မှာပြီးရင်အပေါက်ထဲကနေပြီးကျိုးစားကိုဆွတ်ထုတ်မယ်နောက်ပြထားပြီး2ခွင်းကြားတဲ့ခါထုတ်မယ်2ခွင်းကြားတဲ့ခါထုတ်မယ်လိုမျိုးအစုံတီးဖြစ်အောင်ထိုးသွားပေးမယ်ဆုံးအထိရောက်သွားပြီဆိုရင်ခုနကဖွန်မီ10ကိုကြက်ထားတယ်ဒီမှာတိုင်ရှိရောက်တိုင်ရှိဆိုရင်9တိုင်ရှိရမယ်သူက2ခုကိုကျော်သွားတဲ့အတွက်ပေါ့နော်1 2 3 4 5 6 8ခုဒီမှာဖွန်မီ2ခုထားချန်ထားတဲ့နေရာကိုလည်းတစ်တိုင်မှတ်မယ်9တိုင်ပေါ့နော်9တိုင်ပြီးရင်အပေါ်တက်မှာဆိုတော့ဖွန်မီ2ခုထပ်ကျင်မယ်ပြီးရင်ဒီဘက်ကိုညှောင်းလိုက်မယ်လာမင်းတို့ကဒီအောက်တက်တဲ့အပေါက်ကိုမထိုးဘူးသူ့ဘေးကအပေါက်မှာရစ်ပြီးတော့တိုင်ရှိလေးထပ်ထောင်မယ်အဆုံးတိထောင်မယ်နော်သုံးတိတိုင်ရှိလေးထောင်ရမယ်အဆုံးထိရောက်သွားပြီဆိုရင်ဒီဖွန်မီ2ခုကျက်ထားတဲ့နေရာမှာလေတိုင်ရှိသမက်ဖြစ်တဲ့အတွက်ဒီထိပ်ပိုင်းလေးဒီစားလေးကိုယူမယ်ယူပြီးအိတ်ပေါက်ထဲနဲ့ကြိုးစားလေးဆွတ်ထုတ်လိုက်တယ်ဆက်ထုတ်ပြီးတိုင်ရှိတစ်တိုင်ထောင်မယ်ဒါဆိုဒီပေါ်မှာလည်း9တိုင်ရှိမယ်9တိုင်ရှိမယ်အပေါ်ဆက်တက်မယ်ဆိုရင်အမြဲတမ်း9တိုင်ပြည့်မပြည့်ရည်သွားမယ်အဲ့ဒါမှထောင်တက်တက်လေးတက်မယ်ပေါ့နော်မဟုတ်ဘဲနဲ့9တိုင်10တိုင်ဖြစ်လိုက်10တိုင်ဖြစ်လိုက်ဆိုရင်လုံးဝမနီးဘဲနဲ့ရွေ့ရွေ့ဖြစ်မယ်အဲ့ဒါကြောင့်မို့ကိုဖွန်ပြီးဘယ်နှခုစချစ်ခဲ့တယ်တိုင်ချီအောက်ချီမှာဘယ်နှတိုင်ရှိတယ်ဆိုတာကိုအမြဲတမ်းရည်သွားပြီးတော့ပေါ့နော်မှတ်မှတ်သွားပြီးတော့ပဲအပေါ်တန်းရောက်တိုင်းရည်သွားပေးရမယ်က half double crochet HGC တိုင်းလက်လို့လည်းခေါ်တယ် half double crochet ဆိုရင်သူက double crochet လိုပဲနှစ်ခုချမ်းမယ်3ပေါက်မြောက်မှာအပေါက်မှာတိုင်မှာဒီလိုလေးရထားမယ်ရေပွား3ပေါက်မြောက်တွေကိုထိုးထည့်မယ်ကြိုးစားစလို့လိုက်မယ်3ခုဖြစ်သွားပြီ double crochet မှာဆိုရင်တော့နှစ်ခုကြားတဲ့တစ်ခုနှစ်ခုကြားတဲ့တစ်ခုထုတ်ပေးမယ်ဒီကကြတော့ okay ပြီးရင်အမှရစ်မယ်ပေါက်ကြားတဲ့ကိုထိုးထည့်လိုက်မယ်ကြိုးစားစထုတ်တယ်3ခုရပြီHTC မှာဆိုရင်3ခုလုံးကြားတဲ့ crochet တဲ့ထုတ်မယ်အဲ့လိုမျိုးပဲ3ခုလုံးကြားတဲ့ရနေပြီးတော့ထုတ်မယ်လို့စောင့်ကြည့်ထိုးသားပေးမယ်
double crochet မှာဆိုရင်အဲ့လိုမျိုးထုတ်ပြီးတော့ထိုးသွားပေးမယ်သူက double crochet နဲ့ပါကွာလဲဆိုရင် double crochet မှာဆိုရင်နှစ်ပေါက်ကြားရဲ့တစ်ခါထုတ်တယ်နောက်တစ်ခါနှစ်ပေါက်ကြားရဲ့တစ်ခါထုတ်တယ်HTC မှာဆိုရင်တော့3ပေါက်လုံးကြားရနေတစ်ခါလေးထုတ်မယ်အားကြောင့်မို့သူကို half double crochet လို့ခေါ်တယ်ဆုံးထိရောက်သွားပြီဆိုရင်ပုံမင်းတစ်ခုကျင်မယ်ပုံမင်းတစ်ခုကျစ်ပြီးတော့အောက်တက်တဲ့အပေါက်မှာမထိုးနော်ဒီအောက်တက်တဲ့အပေါက်မှာမထိုးဒီဘေးဘက်ကအပေါက်မှာတိုင်လက်လေးထပ်ထောင်မယ်double crochet လေးထောင်မယ်ဒီဆုံးထိသွားမယ်အဆုံးထိသွားမယ်ဆိုရင်ဒီဘက်တောက်ကပုံမင်းတစ်ခုသာချန်ထားတဲ့နေရာမှာလဲတိုင်လက်လေးတစ်ခုထိုးပေးရမယ်အဲ့ဒါဆိုရင်ဒါက double crochet ဒီအောက်မှာက9တိုင်ရှိတယ်အပေါ်မှာလဲ9တိုင်ရှိရမယ်အပေါ်ဘလောက်ဘယ်နဲ့ဆက်အမြဲတမ်းတိုင်လက်9တိုင်ရှိရမယ်ပြီးရင်ပုံမင်းတစ်ခုစာချန်တဲ့နေရာကိုလဲတိုင်လက်တစ်တိုင်နေနဲ့မှတ်ပြီးတော့အဲ့အပေါ်မှာလဲထိုးပေးရမယ်နောက်တစ်ခုက triple crochet TRC triple crochet TRC နှစ်တိုင်းရဲ့တိုင်ရှည်နှစ်တိုင်းရဲ့တိုင်ရှည်ဖြစ်တဲ့အတွက်သူက double crochet လိုမျိုးမဟုတ်ဘူးပေါ့နော်နှစ်တိုင်းရဲ့တိုင်ရှည်ဖြစ်တဲ့သူ့အပေါက်က1 2 3 4ပေါက်မြောက်မှာထိုးမယ်နှစ်တိုင်းရဲ့တိုင်ရှည်ဆိုတဲ့တစ်ခါရစ်တယ်နှစ်ခါရစ်တယ်4ပေါက်မြောက်မှာအပေါက်ထဲကိုအလေးထိုးထည့်လိုက်မယ်ကြိုးစားလေးစစ်ထိုးလိုက်မယ်ဒါဆိုရင်တုံးမှာ4ရစ်ပေါ့နော်4ပေါက်ရှိတယ်အဲ့တော့နှစ်ပေါက်ကြားတဲ့နေတစ်ခါထုံမယ်ပြီးရင်နှစ်ပေါက်ကြားတဲ့နေတစ်ခါထုံမယ်နှစ်ပေါက်ကြားတဲ့နေ sorry နှစ်ပေါက်ကြားတွေကနေပြီးတော့တစ်ခါထုတ်မယ်3ခါထုတ်ရမယ်နော်အဲ့တော့နှစ်တိုင်ရစ်တိုင်ရှိဖြစ်တဲ့နှစ်ခါရစ်မယ်ပေါက်ကြားတွေကနေပြီးတော့နောက်တစ်ပေါက်နော်ဘေးဘက်အပေါက်နော်ဘေးဘက်ပေါက်မှာကျိုးစားလေးဆက်ထုတ်လိုက်ပြီး4ပေါက်ဖြစ်သွားပြီနှစ်ပေါက်ကြားတွေတစ်ခါထုတ်မယ်နှစ်ပေါက်ကြားတွေနဲ့တစ်ခါထုတ်မယ်နှစ်ခေါက်ကြားတွေတစ်ခါထုတ်မယ်โอเคနောက်တစ်ခေါက်ပြပေးမယ်နှစ်တိုင်ရစ်တိုင်ရှိဖြစ်တဲ့အတွက်နှစ်တိုင်ရစ်မယ်ဘေးဘက်တစ်ပေါက်ထဲကိုအလေးထိုးထည့်လိုက်ပြီးကျိုးစားလေးဆက်ထုတ်လိုက်တယ်နှစ်ပေါက်ကြားတဲ့တစ်ခါထုတ်မယ်နှစ်ပေါက်ကြားတဲ့တစ်ခါထုတ်မယ်နှစ်ပေါက်ကြားတဲ့တစ်ခါထုတ်မယ်အဲ့ဒါမျိုးကိုစုံတိအရင်ဆုံးထိုးသွားပေးမယ်ဆိုတော့ဆုံးထိရောက်သွားပြီပေါ့နော်ဆုံးထိရောက်သွားပြီဆိုရင်အောက်မှာဘယ်နှတိုင်းရှိလဲကြည့်မယ်1 2 3 4 5 6 8တိုင်းရှိမယ်ဒီဖုံမီ3ခုစာချန်ထားတဲ့နေရာကိုလည်းတတိုင်းအနေနဲ့ယူမယ်ပေါ့နော်ဖုံမီ3ခုစာချန်ထားတာဖြစ်တဲ့အတွက်အပေါ်တက်မယ်ဆိုရင်ဖုံမီ3ခုကျင်းမယ်ကျပြီးတော့ရင်သူ့အောက်တက်တဲ့ဟာဒီအပေါက်မှာမထိုးဘဲနဲ့ဒီသူဘေးဘက်အပေါက်မှာထိုးထည့်မယ်ထိုးပြီးတော့ sorry နှစ်တိုင်ရစ်မယ်အပေါက်ထဲထိုးထည့်မယ်ကြိုးစားဆွဲထုတ်တယ်၄ပေါက်ဖြစ်နေတယ်နှစ်ပေါက်ကြားတဲ့တစ်ခါထုတ်တယ်နှစ်ပေါက်ကြားတဲ့တစ်ခါထုတ်တယ်နှစ်ပေါက်ကြားတဲ့တစ်ခါထုတ်တယ်အဲ့လိုမျိုးဒီအစုံထိထိုးမယ်ဒီဘက်ထိရောက်ရင်လည်းဒီပုံမျိုးစုံကိုထိရောက်နေဒီနေရာလေးမှာလေးပေါ့နော်နှစ်တိုင်းရဲ့တိုင်ရှိလေးတစ်တိုင်းထောင်းမယ်ဒါဆိုရင်ဒါနှစ်တိုင်းတိုင်ရှိပေါ့နော်အောက်မှာ8ခုရှိရတော့အပေါ်မှာလည်း8တိုင်းရှိရမယ်နောက်တဲ့အပေါ်ဘယ်နဲ့တက်8တိုင်းရှိရမယ်အဲ့ဒါလုံးဝမှလို့မရဘူးနော်ဒါဒီ triple crochet တို့ double triple crochet တို့ခဏကြော်လိုက်မယ်သူကဘာမှမခတ်ဘူးဒီမှာနှစ်တိုင်ရစ်တဲ့အတွက်ဒီဟာဆိုရင်4တိုင်ရစ်တယ်ကျိုးမှာ4တိုင်ရစ်ပြီးတော့အပေါက်ချမ်းတစ်ခါထုတ်တယ်5ခွင်းရမယ်နှစ်ပေါက်ချမ်းတစ်ခါထုတ်မယ်နှစ်ပေါက်ချမ်းတစ်ခါထုတ်မယ်ဒီဟာတွေကွာပါတာကဒုံးမှာဘယ်နှစ်တိုင်ရစ်တာလဲပဲကွာဒါဆိုရင်ဒုံးမှာ4တိုင်ရစ်တယ်ဒါဆိုရင်ဒုံးမှာ3တိုင်ရစ်တယ်အဲ့ဒါပဲကွာအဲ့နှစ်ခုကိုပြီးမှဗီဒီယိုနဲ့ထပ်ပြမယ်ဒါကိုခဏထားလိုက်မယ်နောက်ပြောချင်တာဒီတစ်ခု FL လို့ BL လို့သူအဲ့ဒီဟာအများစုကတော့တွေ့နေကြကဟိုအယုတ်တွေထိုးတဲ့နေရာမှာပေါ့နော်ပေါင်းဝဲထိုးတဲ့နေရာမှာအတွေ့များတယ်